အားလုံးပဲမင်္ဂလာပါဗျာ Rasport ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရူပါလီချန်ပီယံဆုကိုပူပူနွေးနွေးရယူထားတဲ့ Tottenham Hotspur အသင်းရဲ့အပြောင်းရွှေ့သတင်းတွေလည်းစတင်ကြားလာပြီဖြစ်ပါတယ်ပြင်သစ်ကလပ် Lens အသင်းကနေအငှားနဲ့ခေါ်ယူထားတဲ့ Austria နောက်ခံလူ Kevin Danso ကိုလည်းအပြီးသက်ခေါ်ယူနိုင်ပြီလို့ကြားသိရပါတယ်အငှားစာချုပ်ပါအချက်လက်တွေအရဒန်ဆိုရဲ့အပြီးသက်ပြောင်းရွှေ့ခြင်းဟာစတာလင်ပေါင်23တန်းဖြစ်တယ်လို့သတင်းဌာနတွေကဖော်ပြထားပါတယ်။ဒန်ဆိုဟာအသက်26အရွယ်ရှိပြီးပြည်ရရာသီစပါအသင်းအတွက်10ပွဲကစားပေးခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်နဲ့ကစားခဲ့တဲ့ရီယိုပါလီဖိုင်နယ်ပွဲစဉ်မှာလည်းလူစားဝင်ကစားသမားအဖြစ်ပါဝင်ကစားခဲ့ပါသေးတယ်။ဆာဂျီယိုရီကီလန်ဖရေဇာဖော့စတာနဲ့အဲဖီဝိုင်မန်တို့ကစာချုပ်တက်တန်းပြည့်တဲ့နောက်လမှာပဲအသင်းကနေထွက်ခွာသွားပြီဖြစ်ပြီးတော့ပြင်သစ်ကလပ်မာဆေးအသင်းထံသို့အငှားသွားရောက်ကစားနေတဲ့ကွင်းလေလူဟော့ချ်ပါကတော့မာဆေးအသင်းထံသို့ပဲအပြီးသက်ပြောင်းရွှေ့သွားပြီဖြစ်ကြောင်းသိရပါတယ်။ဟော့ချ်ပါရဲ့ပြောင်းရွှေ့ကြီးကတော့စတာလင်ပေါင်18တန်းလောက်ဖြစ်မယ်လို့သတင်းတွေကဖော်ပြထားပါတယ်။ဂျာမန်ကလပ်လိုက်ဇစ်အသင်းမှာအငှားဖြင့်လာရောက်ကစားနေတဲ့အသက်29နှစ်အရွယ်တိုက်စစ်ကစားသမားတီမိုဝါနာဆိုရင်ဖြင့်ဂျွန်လာကောင်မှာအငှားစာချုပ်တက်တန်းဖြစ်မှာဖြစ်လို့ဇူလိုင်မှာမိခင်ကလပ်လိုက်ဇစ်အသင်းထံပြန်လည်ပူးပေါင်းမှာပဲဖြစ်ပါတယ်။စပါးအသင်းနဲ့သတင်းတွေထွက်ပေါ်နေတဲ့လီရိုင်းစာနေရဆိုရင်ဖြင့်ဘိုင်မြူးနဲ့အသင်းနဲ့စာချုပ်သစ်ကိစ္စပြန်လည်ဆွေးနွေးနေပြီဖြစ်ကြောင်းကြားသိရပါတယ်။နောက်ထပ်ကြားသိရတဲ့သတင်းတွေအရတော့ဘိုင်မြူးနဲ့မှာအငှားနဲ့လာရောက်ကစားနေတဲ့တဲရဲ့အနာဂတ်နဲ့ပတ်သက်လို့မဆုံးဖြတ်ရသေးပဲအကယ်၍စပါးအသင်းမှာခေါ်ယူခြင်းမှာကစတာလင်ပေါင်45တန်းခန့်ဖြင့်ခေါ်ယူနိုင်ကြောင်းကြားသိရပါတယ်။စပါးအသင်းအားပေးကြတဲ့ညီကိုရီရဲ့အသင်းအပြောင်းရွှေ့ပေါ်ထင်မြင်ယူဆချက်လေးတွေကိုလည်းဝင်ရောက်ဆွေးနွေးသွားနိုင်ပါတယ်ဗျာကြည့်ရှုအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ